ညီမလက်ရွေးစင်အသင်းရဲ့အသင်းကောင်းဆောင်တိုက်စစ်မှုဖြစ်တဲ့မောင်မောင်လွင်ကတော့မိသားစုကျန်းမာရေးအခြေအနေကြောင့်မြန်မာ National League မှာပြန်ကစားရဖို့ဖြစ်လာပါတယ်။ထိုင်းလီဝမ်ကလပ်လန်ဖွန်ဝါရီယာအသင်းနဲ့နှစ်ရှည်စာချုပ်ချုပ်ထားတဲ့မောင်မောင်လွင်ကမိသားစုကျန်းမာရေးအခြေအနေတရက်ကြောင့်လန်ဖွန်ဝါရီယာအသင်းနဲ့ညှိနှိုင်းပြီးတော့ရန်ကုန်ယူနိုက်တက်အသင်းကိုပြန်လည်ရောက်ရှိလာပါတယ်။ရန်ကုန်ယူနိုက်တက်အသင်းကလည်း9လအငှားစာချုပ်နဲ့ခေါ်ယူထားကြောင်းသိရပါတယ်ဗျ။လန်ဖွန်ဝါရီယာအသင်းမှာ9နှစ်တာဝန်းကျင်ကစားခဲ့ပြီးတော့စာချုပ်တန်3နှစ်ကျန်နေပါသေးတယ်။ဒါပေမဲ့လက်တလောအခြေအနေကြောင့်မောင်မောင်လွင်ကတော့မိသားစုကျန်းမာရေးကြောင့်ကျွန်တော်ရဲ့အခြေအနေကမြန်မာနိုင်ငံမှာကာလရှည်နေရဖို့ရှိပါတယ်။ကလပ်အသင်းကလည်းကျွန်တော်ကိုခွင့်ပြုပေးထားပါတယ်။ဒါပေမဲ့အချိန်ဘယ်လောက်ကြာမလဲဆိုတာအသေးချာမသိရသေးတော့ဂျားထဲမှာဘောလုံးကစားချင်တာနဲ့အသင်းကိုခွင့်တောင်းပြီးရန်ကုန်ယူနိုက်တက်အသင်းမှာအငှားနဲ့ကစားဖို့စီစဉ်ခဲ့တာပါ။အသင်းကလည်းခွင့်ပြုပေးခဲ့ပါတယ်လို့မောင်မောင်လွင်ကပြောကြားထားပါတယ်။မောင်မောင်လွင်ကတော့ရန်ကုန်ယူနိုက်တက်အသင်းမှာကျောင်းနံပါတ်89ကိုဝစ်စိန်ကစားမှာဖြစ်ပြီးတော့တောင်တင်းသွားမဲ့တိုက်စစ်ပိုင်းတနေရာစာအတွက်တော့ရန်ကုန်ယူနိုက်တက်အသင်းရဲ့ပရိသတ်တွေကြိုးစုံမှုကိုလည်းတွေ့နေရပါတယ်။ထိုင်းလီဝမ်မှာကစားခဲ့တဲ့အတွေ့အကြုံတွေနဲ့ National League မှာဘလို့အစွမ်းပြမှွေနောက်ပြနိုင်အောင်လဲဆိုတာကိုပေကားပေါ်မှာကျွန်တော်တို့ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်ခင်ဗျာ။နားဆင်ပေးတဲ့ဒုတိယချင်းစီတိုင်းအားလုံးကိုကျေးဇူးတင်ပါတယ်။